ချိန်မှာဘုရားဆရာကြောင့်မတတ်ခင်မှာကျွန်တော်တို့ဘုရားအားရပါရထားကြတာဟုတ်တယ်နော်အခုတော့ကျွန်တော်တို့တရားသိနေတာခွန်အားအတွက်ပဲအချိန်ဖြစ်ပါတယ်အားရပါရခွန်အားကိုရရားသိနေတာကိုဟောကြားပေးရတရားဥပေါင်းဒီနာမအဖြစ်ဖြစ်ပေါ်ပါတယ်ဘဝအကြောင်းဟောမှာဖြစ်ပါတယ်ဘဝဆိုတာခဏလေးပါပဲကျမ်းစာမှာတိမ်တိုက်လို့မိုးပွင့်လို့မြက်ပင်လို့ခဏလေးပါပဲဆိုတော့ဘဝခရိယန်သက်တာအကြောင်းကိုဝင်ရမှာဖြစ်ပါတယ်လက်သေးချီပြီလားလက်သေးကြိုက်ပြီလားဘုရားကြောင့်လားဘုရားပြည်စီလားဝစာမိတဲ့ကောလာတာယူဒီမှာတဲ့တော့တိုးတငယ်တောင်ပေါ်ပြီးလာခဲ့တယ်ဒီလူကတော့ကြည့်လိုက်ရင်မျက်နှာလည်းမြည်ရဲနေတာတို့ကိုကြည့်လိုက်ရင်အပြစ်ဒုစရိုက်တွေတထုပ်ထမ်းလာတယ်စစ်တော်အမေလည်းကောသတိချလို့ဝစာမိတဲ့ကောဘုရားကြီးရှိလာလို့မရဘူးဒီမှာပြစ်ဒီသူ့မှာဘာပြစ်ဒီလဲဆိုရင်လိမ်ချင်းညာချင်းတတ်မဲ့ချင်းလိမ်ချင်းညာချင်းတတ်မဲ့ချင်းဘဝမှာနေစဉ်ကျွလွန်ခဲ့တဲ့ပြစ်ဒုစရိုက်တွေများလုံးတယ်ဘုရားစီလာလို့မရတော့ဒီတိုးတငယ်ခေါ်လာတယ်ဒီတိုးတငယ်မှာအနာစာမရှိဘူးအပြစ်ကင်းစင်တယ်ဖြူစင်တယ်တတ်ရှင်းတယ်လူပဲဘုရားပြည်စီလာလို့ရတယ်တတ်ရှင်းတဲ့လူပဲဘုရားစီလာဘုရားဖြစ်ခိုးလို့ရတယ်တော့ဘုရားစီလာတော့သူလာလို့မရဘူးသူပဲလာလို့ရတယ်တတ်ရှင်းတဲ့တိုးပဲလာလို့ရတယ်ဒါပေမဲ့သူဘုရားเจ้าကိုလာခြင်းနဲ့ဘုရားပြည်ရှိကိုလာခြင်းနဲ့ဆိုရင်သူကအဲ့ဒီပေါ်တင်လိုက်ကောင်းလို့လက်တယ်ဘလို့သူရဲ့ပြအားကိုသူအားလုံးကိုဒီအပေါ်တင်လိုက်တော့သူကိုအပြစ်ဒီပုံနဲ့ပဲအပြစ်ရခါကတေးချင်းသူကိုတပ်လိုက်တယ်လဲတော့ရှွတ်လဲတော့သူကဘုရားရှင်ရှင်းလာလို့ရတယ်လက်ဦးချီတချင်နဲ့တပိုင်းတော့ဆိုပြဒီလိုတင်တော့သွားလို့ရတယ်ဒီမှာသွားလို့ရပြီဒီကအိတ်ကျော်သွားပြီဆိုတော့ဘုရားခင်စီလာရင်ဘယ်သူမှမပြည့်စုံတဲ့ခင်ဗျားတို့လူတိုင်းပါလေဒီအပြစ်အကုသိုလ်တွေလူတိုင်းခံနေတယ်အဲ့ဒါကိုအပြစ်ရဲ့ခါကတည်ခြင်းဖြစ်တဲ့အတွက်ဖြူစင်တဲ့တိုးတငယ်ကတတ်ပြီးတည်သွားရတယ်ကိုစားတည်ရတယ်အပြစ်တွေအားလုံးကဖြူစင်တဲ့တိုးတငယ်ပေါ်ရောက်သွားတယ်ရောက်သွားပြီးမှနောက်ဆုံးသူကိုယ်တိုင်ကမထိုက်တန်ပေမဲ့မထိုက်တန်မဲ့ဘုရားရှင်ရှေ့ရောက်သွားတယ်ဘုရားရှင်ရှေ့ရောက်သွားတယ်မထိုက်တန်မဲ့ဘုရားရှင်ရှေ့ရောက်သွားတယ်အဲ့ဒါကိုကျေးဇူးတော်လို့ခေါ်တယ်အဲဒါကြောင့်ကျမ်းစာတစ်ပိုင်းတောင်းလိုက်ဆိုမယ်ဘဝဆိုတာအဲ့ဒါခန်းကြီးနဲ့ခန်းငယ်ရှိယုံကြည်သောအပြင်ကျေးဇူးတော်ကြောင့်ကျေးဇူးချင်းတို့ရောက်ရ၏ကိုယ်လိုလျောက်ရောက်ပြီမဟုတ်ဘုရားခင်တနာတော်မူရာဖြစ်သည်ကိုယ်ကိုယ်တို့ကြောင့်ကျေးဇူးချင်းတို့ရောက်ပြီမဟုတ်တို့ဖြစ်၍အဘယ်သူမြဝါတော်စရာဖွင့်မရှိအဘယ်ကြောင့်ဒီဟူမူကားငါတို့သည်ကောင်းသောကျင့်လို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုတင်၍ဖန်ဆင်းတော်မူရာဖြစ်သည်ထိုကောင်းသောကျင့်တို့၌ငါတို့သည်ကျင့်လေရမည်အကြောင်းဘုရားရှင်သည်ငါတို့ကိုပြင်ဆင်တော်မူသည်အဲ့တော့ကျမ်းစာမှာကျွန်တော်တို့မှာမပြည့်စုံတဲ့လောကအပြစ်သားတွေဖြစ်တယ်ကဲတင်ချရတာဟာတဲ့ဒီမှာပြောတာကိုကုသိုလ်ကြောင့်မဟုတ်ဘူးကုသိုလ်တစ်ပဲငရဲတစ်ပိတ်ကဘလို့မှမရောက်နိုင်ဘူးကျင့်လို့လည်းမရောက်နိုင်ဘူးဘုရားခင်ရဲ့ကျေးဇူးတော်တနာတော်မူရာဖြစ်တယ်တဲ့ဘုရားခင်ရဲ့တနာတော်မူရာဖြစ်တယ်ဘုရားခင်ပေးလိုက်တဲ့ဘုရားခင်ရှိကိုလာနိုင်ဖို့အတွက်ဘုရားခင်ကိုယ်တိုင်ကခုနလိုသခင်ယေရှုအသေးခံသွားတယ်အသေးခံတော့ကျွန်တော်တို့ရဲ့အထောက်ပြီး
အားလုံးဒီလိုလုပ်လိုက်ပါဘေးကိုဘေးမှာတခင်ယေရှုရှိနေတယ်ကျွန်တော်တို့ရဲ့အပြစ်အကုသို့အားလုံးကိုဒီပေါ်ပုံချလိုက်ပါဟုတ်ပြီလားဒီလိုပုံချလိုက်ပါဟုတ်ပြီပုံချလိုက်ပြီဆိုရင်ကိုယ့်ကိုအပြစ်အားလုံးကတခင်ယေရှုစီပုံချသွားတဲ့အတွက်တခင်ယေရှုအသေးခံသွားတဲ့အတွက်ကျွန်တော်တို့အားလုံးဟာဘုရားသခင်ရှေ့ကိုလာလို့ရပြီအာမင်ဘုရားသခင်ရှေ့ကိုခင်ဗျားထိုက်တန်လို့လာတော့မဟုတ်ဘူးခင်ဗျားတစ်ပတ်လုံးမှာဆဲလာလည်းရှိမယ်မိမကိုဆရာတော်တဲ့တော့မိမကိုမဆဲဘူးဆဲလာလည်းရှိမယ်တိမ်လာလည်းရှိမယ်ညအိမ်မပျော်တာလည်းရှိမယ်ဒေါသထွက်ပြီးမှဒါတရားတော့ကျွန်တော်တို့မှာဝိညာဉ်သာယောဂအပြည့်အထုတ်တူဝိညာဉ်သာယောဂတွေဒါဒီကိုလက်တင်ပြီးမှယေရှုကိုပုံချလိုက်ရင်ကျွန်တော်တို့အားလုံးဖြူစင်သွားပြီလို့ဘုရားရှင်တတ်မှတ်ပေးတယ်ဒါကြောင့်ခရိယာန်တွေကိုကျမ်းစာမှာခရိယာန်တွေကိုကျမ်းစာမှာတန်ရှင်းသူလို့ခေါ်တယ်တန်ရှင်းလားဆိုတော့မတန်ရှင်းဘူးတချို့ကတော့မတိုက်ပဲလားတန်ရှင်းလားဆိုမတန်ရှင်းဘူးဝိညာဉ်ရေးရမှာလည်းစိတ်တတ်မှာလည်းမတန်ရှင်းဘူးဘုရားရှင်ပေါ်မုန်းကြည့်လိုက်တော့တန်ရှင်းတဲ့လူတရားမှမရှိဘူးလေကောင်းတဲ့လူတရားမှမရှိဘူးကောင်းတဲ့လူတရားမှမရှိဒါမဲ့ဘုရားခင်ကိုယုံကြည်ပြီးမှအပြစ်တွေကိုတခင်ယေရှုကိုပုံချလိုက်ရင်ကျွန်တော်တို့ကိုဖြောင့်မတ်တယ်လို့သတ်မှတ်ပေးတယ်အဲ့ဒါကြောင့်သခင်ယေရှုကကားလိုက်ပေါ်မှာတေခံတဲ့ချိန်မှာကျွန်တော်တို့ခမည်းတော်ရဲ့ပြည့်ကဒီမှာကြောကုန်းမှာထိုင်လာတာခုနကထားတော့ဘုရားခင်ကိုမျက်နှာလွဲသွားတယ်ယေရှုနာမမရှိတော့အဲ့ဒါကြောင့်သခင်ယေရှုကဘုရားအကျွန်ုပ်ဘုရားဘာလို့မျက်နှာလွဲလဲလို့ဘုရားခင်ပြောခြင်းဖြစ်တယ်အဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ဘုရားကိုယ်ကိုယူသွားတဲ့အတွက်ကယ်တင်ခြင်းစုခြင်းကိုဘုရားခင်ရှေ့တော်မှာလာရောက်ခွင့်ဆုတောင်းခွင့်အားလုံးရတယ်အဲ့ဒါမှတ်သားပါကျေးဇူးတော်ကြောင့်ရတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဘုရားကြောင့်လာတိုင်းပုံချလိုက်ပါသခင်ယေရှုကိုကျွန်တော်တို့ရဲ့အားကိုးကိုထင်ရှားပေးလိုက်ပြီဟုတ်ပြီခရိယာန်ဖြစ်လာပြီဒီနေ့ခရိယာန်တတ်တာကြောင့်ပြောမှာခရိယာန်ဖြစ်လာပြီဆိုရင်ရေးကြည့်လာဒီမှာကောင်းသောအကျင့်၌ကျင်လည်ရမယ်ဟုတ်ပြီလားဘုံမှာမူးနေတော့တူလဲဆိုရင်ဆရာကျော်တဲ့တင်းတော်ကောင်းဆောင်ပါဆိုပြောရင်ဆရာကျော်တဲ့မျက်နှာမရဘူးဘုရားရဲ့မျက်နှာမရဘူးခရိယာန်ဖြစ်ပြီဆိုရင်ကောင်းသောအကျင့်မှာကျင်လည်ရမယ်ကျွန်တော်တို့နတ်စားသည်ဒီအားကြီးကိုကျွန်တော်တို့အဖွဲ့တွေအရင်တော့နတ်စားသည်နတ်ကိုပဲပူဇော်ပတ်သားရတယ်အိမ်မှာခေါင်းရည်အများကြီးရှိတယ်အိမ်မှာနောက်ပြီးတော့ကြောင်းဖူးနဲ့လောက်သားတဲ့ကချင်မီးတောက်ရဲ့မီးလောင်းလိုက်ဓာတ်စီလိုပဲလောင်းအဲ့ဒါပဲတောက်ဒါပေမဲ့ခရိယာဖြစ်လာရင်အလုံးစုံလိုက်အိုးဒီကစေတိတ်တာတဲ့အိုးဒီဘာတတိတ်တာတဲ့အိုးဒီအားလုံးရက်ခွဲပလိုက်ခရိယာဖြစ်လာရင်ကျွန်တော်တို့ကောင်းတဲ့အချိန်မှာကျင်လည်ရတော့မယ်ဟုတ်ပြီလားဒီငကိုကကျင်လည်ခဲ့တဲ့ဘဝကိုနောက်မလဲတော့ဘုရားပဲလဲလာအဲ့ဒါကောင်းတဲ့အချိန်မှာကျင်လည်ရမယ်အဲ့လိုဘုရားခင်လိုတော်ရှိတယ်တဲ့ဒီမှာခရိယာဖြစ်တဲ့လူတိုင်းကကောင်းသောအချိန်မှာကျင်လည်ဖို့အတွက်ယေရှုခရစ်နဲ့ပြုပြင်ဖန်ဆင်းပေးတယ်ကျွန်တော်တို့ကိုပြန်ပြုပြင်ပေးတယ်တခါမှနှလုံးကိုရိုက်ပေးတယ်နားမထောင်နှလုံးသားကျင်မှုတွေရှိတယ်ဆုံးရှုံးမှုတွေရှိတယ်အခက်အခဲတွေရှိတယ်ကျွန်တော်တို့တခါလေကောင်းတဲ့အချိန်မချင်းရင်ဒုက္ခတွေရောက်တယ်ဟုတ်ပြီလားခရိယာန်ဘုရားပါလေဒီတခါလေကျွန်တော်တို့မချင်းလေတိုက်ရင်အနှုတ်လက္ခဏာပြလာတယ်ဘုရားမတိုးတက်လာမပြုတ်တည်ရင်မတိုးတက်လာဘူးဟုတ်ပြီလားမပြုတ်တည်ရင်မတိုးတက်လာဘူးဘုရားသခင်ကသူ့လူတွေကိုတိုးတက်စေခြင်းနဲ့အကျင့်တွေကောင်းလာစေခြင်းနဲ့ကျွန်တော်တကယ်ချင်းကလူငယ်ဆရာကတခြားပြောက်ကိုလက်တီထိုးလိုက်တော့ဘုရားကြောင့်မလာတော့တော့တခါလေကောင်းတဲ့အကျင့်ကိုမပြနိုင်ဘူးဒါပေမဲ့ကျွန်တော်ခရိယာန်တွေကိုဘုရားသခင်ကကောင်းတဲ့အကျင့်ကိုကျင့်လည်ဖို့အတွက်လိုတော်ရှိတယ်မဿဲခန်းကြီး6မှာသခင်ယေရှုခရစ်တော်နိုင်ငံတော်ကြောင့်တရားဟောတယ်9:6ပုံမဿဲခန်းကြီး9:6ပုံမှာနိုင်ငံတော်တရားဟောတယ်ဘုရားသခင်ရဲ့နိုင်ငံတော်ဘုရားသခင်သားသမီးတွေဘယ်လိုနေရမယ်ဆိုတာတရားဟောတယ်မဿဲခန်းကြီး9အဲ့မှာအများကြီးပြောထားတယ်
အများကြီးပြောထားတယ်ခရိယာန်ကြီးဘယ်လိုလိုက်လျှောက်ရမယ်ဆိုတော့အများကြီးပြောထားတယ်ဘုရားရှင်ရဲ့နိုင်ငံတော်တရားများနောက်လိုက်ဆိုပါစိတ်နှလုံးတိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ပြည်တော်နတ်ပြည်တော်ကိုခံရကြတဲ့တဏှာဆုံးမဲ့တတ်တော်သူတို့သည်မင်္ဂလာရှိကြ၏စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏သူတစ်ပါးခိုက်ရန်ပြုခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏ဖြောင့်မတ်ခြင်းတရားကြောင့်နောက်ဆက်ရင်းစဲခံရသောအခါမင်္ဂလာရှိကြ၏ဘဝဆိုတာတော့ပန်းခင်းလမ်းလို့ဘဝဆိုတာမလွယ်ဘူးကချင်လို့ဆိုရင်မလွယ်ကဘာလို့ခေါ်တယ်ကချင်လို့မလွယ်ကဘာဆိုတာကဘာတော့ရှိတဲ့ဒုက္ခတွေဘဝမှာခက်ခဲပြဿနာတွေအများကြီးရှိတယ်ဒါပေမဲ့ဘဝမှာခရိယာဘဝမှာဒီမှာနုညံ့တိမ်မွေ့သောနှလုံးသားပြုပြင်ရမယ်ဟုတ်ပြီလားချမ်းသာတဲ့နှလုံးသားတွေပြန်ပြုပြင်ရမယ်ဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွေးရမယ်ကျမ်းစာကိုစာငတ်နေရမယ်ဘုရားကြောင့်သွားခြင်းနဲ့စံသားတွေရှိရမယ်ပြုပြင်ခြင်းနဲ့စံသားတွေရှိရမယ်စိတ်နှလုံးဖြူစင်တဲ့ဘဝတက်တာတွေရှိရမယ်သူများရဖြစ်မယ်ငြိမ့်စေတတ်တဲ့သူဖြစ်အောင်ကြိုးစားရမယ်လူတော်လူကောင်းဖြစ်အောင်ကြိုးစားဖို့ကြားတယ်လို့ရှိတယ်အဲ့ဒါကြောင့်လောကမှာကျွန်တော်တို့အရေးကြီးဆုံးကတော့ဘာလဲဆိုရင်ဘလောက်ဟောပြောကောင်းလူတွေကမကြည့်ဘူးဒီနာနေကဒီဘက်နာရင်ဘက်ထွက်သွားတယ်ဆရာကျော်တဲ့3နာရီတရားဟောပြီးတော့မေ့ကုန်ဒီဘက်တရားနာတာဟောဘက်ထွက်သွားတယ်အဲ့လိုများတယ်ဒါပေမဲ့ဆရာကျော်တဲ့နွားကောင်ပတ်ချွေးတာမျက်စိနဲ့မြင်ပြီးရင်တစ်သက်လုံးမမေ့တော့ဘူးအာမင်နွားကောင်ပတ်ချွေးတာမြင်လားစားရမလားစားရမယ်နွားချီကားလည်းရှိတယ်တောက်ရမယ်ဒါမြင်ပြီးသူများဆရာကျော်တဲ့စိတ်ကိုကောင်းလဲဆိုတော့ဟောပြောတာ3နာရီဟောရင်လည်းသူဘာမှမကြွေးဘူးဆိုရင်နားပဲကြားမယ်လက်တွေ့ဒါကြောင့်လောကလူသားတွေကမင်းဘလောက်ဟောကောင်းမင်းဘလောက်စကားပြောကောင်းအဲ့ဒါတဲ့မင်းဘာလို့ကြည့်နေလဲမင်းဘဝကိုကြည့်နေမင်းဘဝမှာမပြောတတ်ဘူးဘာမှမပြောတတ်ဘူးဘာမှမလုပ်တတ်ဘူးဆိုလည်းခင်ဗျာလက်တွေ့တော့မှာတကယ်ချင်းတွေဒုက္ခရောက်နေတဲ့အချိန်မှာသွားပြီးမုတ်တုတ်သွားပေးရင်တကယ်ချင်းတစ်သက်လုံးမပေးတော့ဟုတ်ပြီလားမင်းအပြောမဲ့ဟာတကယ်ချင်းငါခင်းနေကွာမင်းကငါရခင်းနေမင်းကငါရချစ်တယ်ပြောပြီးမှမုတ်သွားစားမယ်ကွာဆိုပြီးမှလက်ကောင်မင်းရှင်းလိုက်တော့နောက်တစ်ခါတော့လည်းမင်းရှင်းလိုက်တော့ဆိုတော့ဒါဘလောက်ပြောလက်တွေ့မှာမေတ္တာရှိတယ်တော့မပြနိုင်ဘူးတကယ်ချင်းဒုက္ခရောက်ချိန်လဲတော့မချိဘူးဆိုတော့သူပြောတဲ့ပစပဲရှိတယ်လက်တွေ့မရှိအဲ့ဒါကြောင့်လောကလူသားကဘာမှလူသားတွေထိုင်းရောနိုင်နာရောဆရာရောလူသားအားလုံးကဘာကိုကြည့်လဲဆိုရင်မင်းဘဝကိုကြည့်နေတယ်ကျွန်တော်ဘဝကိုကြည့်နေတယ်ကျွန်တော်တို့အားလုံးဘဝကိုကြည့်နေတယ်မင်းဘဝဟာတရားဟောချက်ကောင်းတပုတ်ထွက်လာပါစေပစတဲ့တိတ်မထွက်နဲ့လက်တွေ့ဘောနဲ့ထွက်လာပါစေအဲဒါကြောင့်ခရစ်တော်အဲ့ဒါကြောင့်တရားဟောတာခရိယာန်ကြီးကောင်းတဲ့အချက်မှာပြင်လဲရမယ်ခရိယာန်အားလုံးကိုကောင်းပြရမယ်အဲ့ဒီ53မှာနောက်လိုက်ဆိုမယ်တင်တို့သည်လောက၏စားဖြစ်၏တင်တို့သည်လောကရဲ့လိမ်ဖြစ်ကြ၏ထိုနည်းသူတစ်ပါးတို့သည်တင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖာ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းကသူတစ်ပါးရှိ၌တင်တို့လင်းကိုလင်းစေတော်ဒီမှာခရစ်တော်လည်းဒါကိုပြောတာအရေးကြီးတဲ့တရားဟောချက်ကျွန်တော်ဆရာဒေးဗစ်မော့စ်ရဲ့ဦးလေးကျွန်တော်ရဲ့ဝိညာဉ်ဖခင်ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ဆရာကြီးယောဆက်လဗန်မော့စ်လို့ခေါ်တယ်မော့စ်နောက်ဆုံးသူတေကာနီးမှာကြမ်းချက်တစ်ချက်လက်ဆောင်ပေးလိုက် TV မှာစကားပြောပြီးမှ
ဖုန်းကလည်းပို့ပေးလိုက်တယ်ကျွန်တော်အားလုံးကိုပြပါတယ်ဘုရားကျောင်းမှာအားလုံးကိုဘုရားကျောင်းမှာပြပါဆိုကျွန်တော်ပြလိုက်တယ်သူကျမ်းချက်တစ်ချက်လက်ဆောင်ပေးလိုက်တယ်အဲ့ဒါပါလဲဆိုရင်ဒီမဿဲငါ16ဖြစ်မဿဲငါ16ကျွန်တော်တို့ကောင်းတဲ့အခြင်းကိုကျင့်ပြီးမှလူဒီကကျွန်တော်တို့ဟာကောင်းတဲ့ခရိယာတွေဘုရားသားသမီးတွေဖြစ်တယ်ဆိုတော့မြင်ရင်မင်းတို့ဘုရားကကောင်းတယ်ဆိုပြီးမှဘုရားကိုကြီးပွားမယ်တဲ့အဲ့ဒါကျွန်တော်တို့ဘဝမှာနောက်လိုက်ဆိုမယ်ကောင်းမှုတစ်ခုနေ့စဉ်ပြုနောက်တစ်ခါဆိုမယ်ကောင်းမှုတစ်ခုနေ့စဉ်ပြုမကောင်းတော့အများကြီးရှိတယ်ဒါပေမဲ့ကောင်းတဲ့ဟာဆိုအနည်းဆုံးတစ်ခုတော့လုပ်ပြရမှာနေ့တိုင်းတက်တာအဲ့လိုကောင်းတဲ့ခြင်းတွေကောင်းတဲ့လုပ်ငန်းတွေလုပ်ပြမယ်ဆိုရင်တဲ့လူတွေကတော့ပြောင်းလဲလာတယ်လူတွေပြောင်းလဲလာကျွန်တော်တို့မော်ဘီဆရာတော်သေးတဲ့နေတဲ့ချိန်မှာဗုဒ္ဓဘာသာမိသားစုလို့ဆိုရှိတယ်ကိုချစ်စိုးမအိမ်မှုဆိုတာကလေးတွေလည်း၃ယောက်လောက်ရှိတယ်ကျွန်တော်တို့ခရိယာတွေကိုကြည့်ပြီးတော့ကျွန်တော်လည်းခရိယာဖြစ်ကျင်တယ်တဲ့ကျမ်းစာမသိတာသေးဘူးတရားမဟောရသေးဘူးကျမ်းစာတော့မဖတ်တတ်သေးဘူးတရားလည်းတကားမှမကြောက်ဘူးသေးဘူးခရိယာဖြစ်ကျင်တယ်ဘာလို့လဲဆိုရင်ခရိယာတွေကိုအားကြခရိယာတွေကောင်းတယ်အခုကခရိယာဖြစ်ကျင်တယ်ကျွန်တော်တို့လည်းဒီလောက်နဲ့မရသေးဘူးခရိယာဆိုတော့နောက်ကတော့ကြားရမယ်ကြားပြီးယုံရမယ်ယုံပြီးမှနှစ်ချင်းခံမှခရိယာဖြစ်တာသစ္စာဆိုရအဲ့ဒါကြောင့်ကျမ်းစာကမြရင်လေ့လာရမယ်ဆိုဆရာကျော်သေးကိုကျမ်းစာ6လလောက်သင်ခိုင်းတယ်6လလောက်သင်ခိုင်းတော့မိသားစုအားလုံးခရိယာဖြစ်လာနတ်စင်တွေအားလုံးဖြတ်ကိုကြီးကျော်ပကိုးမယ်ပကိုးကလာတဲ့အတွက်ကိုကြီးကျော်အားလုံးဖြတ်ယေရှုနာမနဲ့ဖြတ်ဆိုအားလုံးဖြတ်မိရှုလိုက်ဆိုတော့ခရိယာဖြစ်တာဒီနေ့အထိပဲခရိယာဖြစ်တာအခုတိရှိတယ်အနည်း15နှစ်15နှစ်လောက်ရှိတယ်ဘာလို့ဖြစ်လာလဲဆိုခရိယာတွေကိုကြည့်ပြီးဖြစ်လာခရိယာတွေဟောကောင်းလို့မဟုတ်ဘူးအပြောကောင်းလို့မဟုတ်ဘူးခရိယာတွေကိုကြည့်ပြီးလာတဲ့ခရိယာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုဒီခရိယာကြီးဘုရားသားသမီးတွေအားလုံးပဲဘုရားခင်ကျွန်တော်တို့ရဖတ်တင်တဲ့ဘုရားခင်စာတတ်တစ်ခုပဲရှိတယ်ကျွန်တော်တို့ကဲတင်ချင်းတော့ဘုရားခင်ပေးတဲ့လက်ဆောင်ကိုရပြီဒါပေမဲ့ကဲတင်ချင်းရပြီဆိုပြီးဒီတိုင်းတိုင်းနေလို့မရဘူးကျွန်တော်တို့ဘုရားခင်အလိုတော်ရှိတယ်ဘာလိုတော်ရှိတယ်ဆိုရင်ကောင်းတဲ့ခြင်းကိုပြရမယ်နော်ကောင်းတဲ့ခြင်းကိုပြရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းလက်ဆင့်သက်တာမှာဟောပြောမကောင်းပေမဲ့မပြောမဟောတတ်ပေမဲ့ကောင်းတဲ့ခြင်းတွေတစ်ခုခုလုပ်ပြရင်လူတွေကပြောင်းလဲလာတယ်လူတွေကပြောင်းလဲလာမယ်ပြုပြင်လာမယ်ဈေးဝယ်တဲ့အချိန်မှာကျွန်တော်တို့ကိုဘတ်1000ပေးလိုက်တာမားပြီးမှ1500အန်းလိုက်900ပိုးဝယ်တာ1000တန်ကို100တန်ထည့်ပြီးမှအားလိုက်တာ100တန်ထည့်ပြီး1000တန်အားလိုက်ပစ္စည်းလည်းရတယ်ပတ်စံလည်းပုံရဒါမှကျွန်တော်ခရိယာဖြစ်တဲ့အတွက်ခမည်းအားနာမားတော့ရွေးပြန်ပေးရခမည်းအားနာ100တန်ကို1000တန်အားပေးလိုက်အဲကြောင့်ပြန်1000ပြန်ပေးလိုက်100ပဲပြန်ပေးတာတော့100တန်ဖို့ဆိုပြီးပြန်ခရိယာတွေကောင်းတယ်ဆိုတော့ပြရဟုတ်ပြီလားကျွန်တော်တို့ကိုလက်ပြင်းပြင်းပြီးမှဒုက္ခပေးနေမယ်ခွင့်လွှတ်ခြင်းတရားပေးရခွင့်လွှတ်ခြင်းတရားတက်တည်ပြရဒုက္ခရကောင်းတယ်ဒီမှာမှတဲ့6ပါးကပေါ်ပြသွားတယ်ကျွန်တော်တို့အင်ဂျီဒီမတရားလာလို့ရင်နောက်တစ်ထည်ပါပေးလိုက်ပါတော့နောက်တစ်ထည်ပါပေးလိုက်ဒုက္ခရတွေကောင်းတယ်ကျွန်တော်တို့မတရားလာတော့လောကလူကြီးမြေခွေးနေမတရားလုပ်တဲ့လူတွေအများကြီးတယ်အင်ဂျီတဲ့လာလို့ပြောတယ်လက်တီးနဲ့မထိုးတဲ့ဒီတစ်ထည်ပါပြန်ချုပ်ပြီးပေးလိုက်ပါနောက်တစ်ထည်ပါပေးလိုက်ငါတို့လူကောင်းနေပဲခရိယာတွေကောင်းတယ်အင်ဂျီဝတ်ဆရာမရှိတော့ဘူးဆိုပြီးမှမစိုးရင်လည်းချင်းမိုင်မှာသူတို့စီမှာအင်ဂျီတွေနှစ်အိတ်ရှိတယ်စာလာအိတ်နဲ့အင်ဂျီဝတ်ဆရာမရှိတော့မစိုးရင်လည်းဘုရားပေးမယ်လာလို့တဲ့လူကိုပေးလိုက်မတရားလာလို့တဲ့လူကိုပေးလိုက်နောက်မကြခင်မှာ5ထည်ရောက်လာလိမ့်မယ်ဘုရားပေးမှာဟုတ်ပြီလားအဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာမြေခွေးတွေကြားမှာပြဿနာကြားမှာကျွန်တော်တို့ကိုလေပြင်းပြင်းတဲ့လူကြားမှာရိုက်စားတဲ့လူတွေကြားမှာအသက်ရှင်ရတယ်အသက်ရှင်ရတော့ကျွန်တော်တို့ခွင့်လို့ပေးလိုက်ပါမတရားလာလုပ်တဲ့လူကိုပေးလိုက်ပါဘယ်သူမှစပ်ပေးတယ်ဘုရားစပ်ပေးမယ်ဘုရားစပ်ပေးမယ်
ဘုရားကောက်ကျွန်တော်ပြောပြီးပြီကျွန်တော်မြေကွက်တစ်ကွက်လူသွားတယ်ကျွန်တော်မြေကွက်တစ်ကွက်လူသွားတယ်လူသွားလို့တဲ့ပေးလိုက်တယ်ပြောလို့လည်းမရတော့ရံပြစ်ပြီးတရားဆွဲရင်တရားသူကြီးစီရောက်ရင်ပြဿနာများကြီးခရိယန်ရံပြစ်ကြတယ်တရားသူကြီးမှာတရားရုံးမှာစားမှာခရိယန်ရုံးတက်ကြတယ်ရံပြစ်တယ်တရားရုံးတက်တယ်ဆရာတရားလုံးသိတယ်ရံပြစ်ပြီးတရားရုံးတက်တာဘယ်တော့ပုံမလဲဆိုရင်တိုင်းဝင်စစ်တာစေတန်းတော့ပုံတော့ခရိယန်ဆရာရံပြစ်တာအချင်းချင်းရံပြစ်တာတရားရုံးမှာမယုံကြည်တဲ့လူကဗုဒ္ဓဘာသာခရိယန်တွေကိုရံမပြစ်ကြပါနဲ့ဗုဒ္ဓတရားဟောတဲ့ဒီကမုံမြတ်စိတ်ထားကြပါခရိယန်တွေကိုမယုံကြည်တဲ့လူတွေကတရားလာဟောမင်းတို့တိတ်တိတ်မြတ်မြတ်နေကြပါမေတ္တာထားကြပါတကယ်ရှက်ဖို့ကောင်းတယ်တရားရုံးမှာရှင်းနေငါကတိတ်20တိတ်30တိုင်းဝင်တိတ်2တိတ်ရလို့ပေးရရှင်းနေငါကထားနိုင်ကောင်းလို့ပေါ်တယ်ထိုင်းလို့ဆိုငါကပတ်စံမြိုက်ကုန်တယ်ခရိယန်တွေချကြတာပဲခရိယန်တွေချကြတာပဲနေကြည့်ပါအများကြီးချကြတယ်နှုတ်ကပတ်တော်ဓာတ်ကိုဆောင်ကြတော့ဆိုတော့နှုတ်ကပတ်တော်ဓာတ်နှုတ်ကပတ်တော်အပြည့်အနိုင်ယူရမယ်နှုတ်ကပတ်တော်ဓာတ်နဲ့အနိုင်ယူရမယ်အဲ့တော့ဘာဓာတ်ကြိုက်လဲဆိုတကယ်ဓာတ်တွေဒီမှာချိန်ထားတာဆရာကြီးနှုတ်ကပတ်တော်ဓာတ်နဲ့မဟုတ်ဒီဓာတ်နဲ့ကိုဆောင်ပါဆရာကြီးဒီမှာဓာတ်တွေနဲ့လက်သုံးနဲ့ချိန်ထားတယ်အဲ့လိုမျိုးရှိတယ်ဆိုတော့ဘယ်လိုမှဗုဒ္ဓဘုရားအတော်ရဲ့ယောက်ျားအတော်ရဲ့ယောက်ျားရှမ်းဗုဒ္ဓခရိယာဖြစ်ခြင်းနဲ့ဘုရားကလာတယ်ခရိယာဒီယာဖြစ်ကြတော့ဘုရားတော့တကားမလာတော့ချက်ပြေတော့ပြီခရိယာပြန်လာတော့ဆိုးတယ်ကွာခရိယာဖြစ်ခြင်းတော့တကယ်ဖြစ်ခြင်းနဲ့ဒါမဲ့ဘုရားကြောင့်လုံးဝမလာတော့ဘာလို့လဲဆိုတော့ချင်းချင်းဘုရားကြောင့်မှာအချင်းချင်းတိုက်ခိုက်ကြတာစော်ကြတာသူပြေတော့ဒီမိတော့ဒီကြားမှာမနေချင်တော့ဘူးလေအေးချမ်းတဲ့ဘဝပဲနေလို့ဆိုပြီးဘုန်းကြီးကျောင်းပဲပဲတဲ့တော့တယ်ဆိုတော့ခုနကျွန်တော်ခရိယန်ဒီဘုရားလိုတော့ကောင်းတဲ့ချက်ချင်းစေခြင်းနဲ့မေတ္တာထားစေခြင်းနဲ့ကောင်းတဲ့ခြင်းကိုပြစေခြင်းနဲ့ဟုတ်ပြီလားဟောပြောတာထက်လက်တွေ့ဘဝအဖြစ်ပြစေခြင်းနဲ့ဒါကြောင့်ခင်ဗျားတို့ဘဝလည်းအပြောမကောင်းဘူးဆိုပြီးမှစိတ်မပြတ်နဲ့အပြောမကောင်းဘူးအဟောမကောင်းဘူးဆိုရင်စိတ်မပြတ်နဲ့ကောင်းတဲ့စိတ်ထားမွေးမြူရင်သူများတွေအားရပါမယ်ဘုရားဘုန်းတော်သင်ရှားသွားမယ်တင့်အဖြစ်ဘုရားဘုန်းတော်သင်ရှားသွားမယ်ဒီမှာပြောတာအဲဒါကြောင့်အဲ့လိုဘဝမှာဒီနေ့ခရိယန်ဖြစ်ပြီဆိုရင်ခရိယန်တတ်တာကကောင်းသောစိတ်ကိုကျင့်ရမယ်ကောင်းသောဘဝမှာကျင့်ရရမယ်မြစ်သာရှိထားပြီးတော့ခွင့်လွှတ်ခြင်းတရားနဲ့တွားရမယ်ဒါဆိုရင်ဘုရားခင်ကကျွန်တော်တို့ကိုဒီမှာပြောထားတာအများကြီးဂတိပေးထားတယ်သူဒီအမွေကောင်းကင်နိုင်ငံအမွေရမယ်တဲ့ခုနအဲ့လိုနေတဲ့လူဘုရားကဂတိပေးထားတာငါကြည့်ရှုပေးမယ်အဲ့လိုမျိုးလူဘုရားခင်ကိုမြင်ရမယ်အဲ့လူပြောဘုရားခင်တားလို့ပေါ်မယ်အဲ့လူကိုဘုရားခင်တားလို့ပေါ်ဘဝမှာကောင်းခြင်းမင်္ဂလာရမယ်ညင်သက်တော့တက်တာရရှိမယ်ခွင့်လွှတ်ခြင်းတရားရှိရင်ဘဝငြိမ်းသွားမယ်ခွင့်မလွတ်သားရင်နှလုံးမှာပူလောင်နေတယ်ညအိတ်လို့မရဘူးညအိတ်လို့မရရင်နှလုံးယောဂါရဟုတ်ပြီလားဘဝမှာငြိမ်သက်ခြင်းမရှိဘူးအဲကြောင့်ခွင့်လွှတ်ခြင်းတရားဒီဘုရားရှင်တို့ကတော့တရားကိုနားထောင်ပြီးမှလက်တွေ့ကောင်းတဲ့ဘဝနဲ့ကျင့်လည်မယ်ဆိုရင်ဆရာတေမောင်ထုံးအသက်85နှစ်ပြည့်နေတော့မယ်ဆရာတေမောင်ထုံးအသက်85နှစ်အားရှိတယ်ဘာလို့လဲဆိုရင်စိတ်ထားကောင်းတယ်ကောင်းတဲ့ဘဝနဲ့ကျင့်တယ်ကျွန်တော်တို့ကိုစာပုံနေခဲ့တဲ့ဆရာဒေးဗစ်မော့စ်ရဲ့အဖေမဘာယေရှုအသက်90ကျော်ပြည့်နေတော့မှဘာလို့ပြည့်နေတော့စိတ်ထားကောင်းတယ်စိတ်ထားကောင်းတယ်နှလုံးယောဂမရဘူးကိုယ်ကတော့မရှိဘူးစိတ်ထားကောင်းတဲ့လူကတက်ရှိတယ်စိတ်ထားမကောင်းတဲ့လူကသွေးတိုးယောဂနှလုံးယောဂနောက်ဆုံးသုံးလုံးယောဂဆိုသွားပြီယောဂတွေများတယ်စိတ်ထားမကောင်းတဲ့လူကကောက်ကြည့်တဲ့လူကခရိယန်စိတ်ထားဖြူစင်တဲ့လူကအသက်ရှိတယ်။ကာနဲ့ပြောတော့ငါအသက်84နှစ်ရှိပြီတဲ့ယောရှုမစကြာခန်းကြီး45မှာယောရှုပြောတော့အရင်တော့ကအသက်40တော့မှပြည့်နေတော့မဲ့တိုက်ခိုက်နေတော့မဲ့အခု85နှစ်အားရှိတော့မဲ့တိုက်ခိုက်နေတော့မဲ့ဘာလို့လဲဆိုရင်ငါဘုရားကိုစစ်စစ်ကြည့်ရှုပြီးမှစ
စိတ်ထားကောင်းအောင်ငါသားတဲ့အတွက်အသက်85နှစ်လူငယ်စိတ်ဓာတ်ရှိနေတဲ့အားကြီးဒါကြောင့်ဒီနေ့ခရိယန်တက်တာဘဝဆိုတာကောင်းတဲ့စိတ်ကိုကျင့်လည်ပြီးမှအကောင်းဆုံးဘဝကိုပြုတ်ပြင်ပြီးမှဒီမှာနောက်ကတော်နဲ့ပြုတ်ပြင်ပြီးမှအလေးကိုလင်းမယ်ဆိုရင်တင့်အားဖြင့်လောကကြီးအပြောင်းလဲလာမယ်တင့်အားဖြင့်ခမည်းအိမ်ကြီးချင်းတွေပြောင်းလဲလာမယ်တင့်အားဖြင့်ဘုရားဘုန်းတော်ပြင်ရှားလာမယ်အဲဒါကြောင့်ခရိယာသက်တာဆိုတော့ဘုရားဘုန်းတော်ပြင်ရှားတဲ့သက်တာဖြစ်အောင်အများအကျိုးအတွက်တည်ပိုးနိုင်တော့ကူညီနိုင်တော့စိတ်ကားကောင်းမြတ်သောခရိယာဖြစ်အောင်ကြိုးစားကြရအောင်ဒီလိုလုပ်လို့ဆိုရင်ဘုရားဘုန်းတော်ပြင်ရှားပြီးမှဘုရားကျမ်းစိတ်ကိုရှင်းပြပေးမယ်ဆိုတာလောကတော်အဖြစ်ဝေငှရင်းနဲ့ဒီမှာညံ့နာပါတယ်အားလုံးကိုဘုရားရှင်ဆက်သက်ကောင်းကြီးပေးပါစေ